ဒီနေ့မနေ့အိမ်ဟာနိုးလာတော့ SMB ကူးချက်ရဲဆာဗာအွန်လိုင်းရဲ့လူပွဲပေးစာအတန်းကြားလိုက်တော့ပြေးလာကြည့်လိုက်အလူပွဲမရှိဘူးဆိုတော့ငါတို့လုံးရတဲ့သူတို့ပြဿနာမရှိပါဘူးပေါ့လေ What? Bro, what are you talking about? FFA ပွဲပြီးမှအိမ်ကကျွန်တော်ချောင်းပွဲဝမ်းချမှုစိန်ခေါ်လိုက်တော့ဟာတပွဲဟိုနာကျွန်တော်ဖင်တာ Shut your bitch ass. ပွဲပြီးမှတီးလိုက်တဲ့အချက်တော့သူကကြည့်ပြီးတော့စော်နေတာပေါ့နော် Fortunat babacı, 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 ekmek